မင်္ဂလာပါခင်ဗျာဒီတစ်ပတ်တနင်္ဂနွေနေ့ညမှာကစားမယ်အာဆင်နယ်နဲ့မန်ချက်စတာယူနိုက်တက်ပွဲကတော့တကဘာလုံးကစောင့်ကြည့်ရမယ်ပွဲကြီးပွဲကောင်းပါပဲအာဆင်နယ်ကဇယားထိတ်မှာရှိနေပေမဲ့ဒီပွဲမှာယူနိုက်တက်ကပဲအနိုင်ရသွားလိမ့်မယ်လို့ကျွန်တော်ပြောပါရစေကဲဘာကြောင့်လဲဆိုတာကို analysis အချက်လက်တွေနဲ့အခုလိုရှင်းပြပေးခြင်းပါတယ်အချက်1 Man City ကိုအနိုင်ရထားတဲ့စိတ်ဓာတ်ပေါ့ဗျာပထမဆုံးအချက်ကတော့စိတ်ဓာတ် morale ပါပဲ United ဟာနောက်ဆုံးကစားခဲ့တဲ့ပွဲမှာ Man City လိုအသင်းကြီးကို2 ဂိုးနဲ့အပြတ်အသက်အနိုင်ယူထားတာကြောင့်ကစားသမားတွေရဲ့ယုံကြည်မှုကအထွတ်ထိပ်ရောက်နေပါတယ်။ Arsenal ကခြေစွမ်းတည်ငြိမ်နေတာဆိုပေမဲ့နောက်ဆုံး2ပွဲဆက်ဂိုးမတွဲနိုင်ပဲတရေကျထားတဲ့အနေအထားက United အတွက်အခွင့်အရေးပါပဲ။အချက်နဲ့အာဆင်နယ်ရဲ့ခံစစ်အင်က short နေနေမှုဒုတိယချက်ကတော့အာဆင်နယ်ရဲ့ဒဏ်ရာပြဿနာပါ။သူတို့ရဲ့အဓိကခံစစ်မှုတွေဖြစ်တဲ့ Ricardo Calafiori နဲ့ Piero Hincapié တို့မပါဝင်နိုင်ဖို့မြောင်းနေပါတယ်။ဒါအပြင်အဓိကနှုတ်ခမ်းလူဆလီဘာကလည်းဒဏ်ရာကနေအခုမှပြန်လာတာဖြစ်လို့တရားရာခွင်နှုန်းကြန့်ခိုင်မှုမပြီးဝသေးပါဘူး။ဒီအားနည်းချက်ကို United ရဲ့တိုက်စစ်ကကောင်းကောင်းအသုံးချနိုင်ပါတယ်။အချက် 3 counter attack view ဟာတတိယချက်ကတော့ view ဟာပိုင်းမှာ Arsenal ဟာအင်္ဂွင်းမှာ fullbacks ဒီကိုအမြင့်တင်ပြီးကစားလေ့ရှိပါတယ်။ဒါဟာ United ရဲ့ quick transitions ဒါမှမဟုတ်တံပြန်တိုက်စစ်အတွက်ကွင်းပြင်ကြီးဖြစ်နေတယ်ပါတယ်။အထူးသဖြင့် United ရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ Brian Mbeumo နဲ့ Matheus Cunha တို့ရဲ့လင်းမြန်တဲ့အရှင်ဟုန်က Arsenal ရဲ့ highline ခံစစ်ကိုဒုံခပေးဖို့အသင့်တော်ဆုံးပါပဲအချက်၄ကွင်းလယ်တိုက်ပွဲ United ရဲ့ကွင်းလယ်မှာ Bruno Fernandes ရဲ့ဖန်တီးမှုတွေနဲ့အတူကစားသမားသစ်တွေရဲ့ပေါင်းစပ်မှုကပုံမကောင်းမွန်လာပါတယ်။ Arsenal ရဲ့ကွင်းလယ်ကို pressing ပေးပြီးဘောလုံးလူယူနိုင်မယ်ဆိုရင် United အတွက်ဂိုးရဖို့အခွင့်အလမ်းပိုများလာမှာပါ။ခြုံငုံသုံးသပ်ရရင်တော့ Arsenal ကအိမ်ကွင်းမှာမားကြော်တယ်ဆိုပေမဲ့ United ရဲ့လက်ရှိတက်ကြွနေတဲ့စိတ်ဓာတ်နဲ့တံပြန်တိုက်စစ်ဗျူဟာက Arsenal ကိုအဝေးကွင်းမှာအလဲထိုးသွားပါလိမ့်မယ်။ကဲ United ပရိသတ်တွေကိုဘယ်လိုထင်ကြလဲ။အောက်က comment မှာခံမိုင်းရလက်လေးတွေရေးခဲ့ပြပါဦး။